everyone စကားပြောတဲ့အခါမှာစကားလုံးတွေရှေ့ကြီးပြောဖို့စဉ်းစားနေရလို့ပင်ပန်းနေပြီလားစကားလုံးနှလုံးသုံးပြီးတော့မှမိကုံးထုတ်လို့ရရဆိုရင်တော့ဖြုံးလားအခုလိုခမမိုက်စကားပြောနည်းကိုဘယ်စာအုပ်မှာရှိမှာမဟုတ်ဘူးပေါ့နော်ဒါပေမဲ့ native speaker တွေလည်းနေ့တိုင်းသုံးကြရပေါ့နော်ဆိုတော့အဲ့ဒါလေးကိုတစ်ချက်ကပေးပြီးမယ်ဒီနေ့ပေးမယ် simple English secrets လေးကဘာလေးလဲဆိုလို့ရှိရင် W8 question စကားလုံးနဲ့ preposition လေးကိုပေါင်းပြီးတော့သုံးတဲ့ဟာပုံစံလေးဖြစ်ပါတယ်ဆိုတော့ဒီ power combo လေးကိုသုံးလိုက်လို့ရှိရင်ဒီစကားပြောတဲ့အခါမှာပေါ့ပါမြန်ဆန်အများကြီးစဉ်းစားစရာမလိုပဲနဲ့မေးခွန်းမေးလို့ရမယ်ပေါ့နော်ဆိုတော့ဥပမာလေးကြည့်လိုက်ရအောင်Who are you going with လို့အရှိကြီးမပြောဘဲနဲ့เนาะမင်းဘယ်သူနဲ့သွားမှာလဲဆိုတဲ့ဟာကိုအရှိကြီးမပြောဘဲနဲ့ Who with လို့မေးလိုက်ရုံပဲပေါ့เนาะဆိုတော့နှလုံးနဲ့ပဲ Who with Who are you going with Who with အဲ့လိုမျိုးလေးပဲပြောလိုက်ရုံပဲပေါ့เนาะနံပါတ်2ကကျတော့ What are you doing for this ဒါအတွက်ဘာလုပ်နေရလဲဘာလုပ်လို့လဲပေါ့เนาะဆိုတော့ဘာအတွက်လုပ်မှာလဲလို့မေးတဲ့အခါမျိုးမှာကြာရင်ဒီနှလုံးလေးပဲမေးလို့ရတယ် What for What for အဲ့လိုပုံစံလေးပဲမေးရုံပဲပေါ့နော်ဆိုတော့ပြီးရင်နောက်တစ်ခုလေးက Where are you going to Where are you going to ဘယ်ကိုသွားမှာလဲလို့မေးမယ်ဆိုလို့ရှိရင် Where to ဆိုပြီးတော့မှတစ်ဆယ်တို့အတူဆုံးလေးပြောလို့ရပါတယ်အားလုံးပဲအများကြီးစဉ်းစားကြည့်မှုဆိုရင်ဒီတူဆုံးမိကုန်းလေးနဲ့မေးလိုက်တော့နော်